ထိုင်းကနာမည်ကြီးမင်းသား Bright ဆိုလို့ရှိရင်လူတိုင်းသိကြတယ် BA ကားတွေရိုက်တဲ့မင်းသားပေါ့နော်အထူးသဖြင့် main ကလေးတွေအရန်ကြိုက်တာပေါ့နော် main ကလေးတွေအရန်ကြိုက်တာကိုတော်မှချောလိုက်တာပေါ့နော်အဲ့လိုမျိုးအရန်ကြိုက်တဲ့ထဲမှာတော့မပါဘူးကိုကအဲ့ဒါကအခုအရင်တော့ဆိုလို့ရှိရင်ဒီလိုပုံစံလေးပေါ့နော်အရန်ချောတယ်ကွာအခုဆိုလို့ရှိရင်ဒီလိုပုံစံဖြစ်သွားတာပေါ့နော် तू ကအဲ့လိုရုပ်ပြောင်းသွားတယ်ပေါ့နော်ရုပ်ပြောင်းသွားရဲဆိုတော့လုံးဝယူကျသွားတာပေါ့နော်အဲ့လိုမျိုးအဲ့ဒါနဲ့သူ့ကိုဒီပုံစံကိုကကြတော့ဒီပြင်သစ်ကရှိုးပွဲတစ်ခုမှာတွေ့တာပေါ့နော်ပြင်သစ်ကရှိုးပွဲတစ်ခုမှာသူတို့မီဒီယာတွေကနေဒါဖိုတိုယူခဲ့တာပေါ့နော်အဲ့တော့သူ့ကိုမေးကြည့်လိုက်တဲ့ခါမှာဘာကြောင့်ဒီလိုပုံစံဖြစ်သွားရတာလဲပေါ့နော်ဆိုတော့အရန် overweight ပေါ့နော်ဖြစ်သွားတယ်မြက်တွင်းတွေဒီလိုမျိုးပေါ့နော်ပယင်းတွေကျပြီးတော့မှလုံးဝအဲ့လိုမျိုးဖြစ်သွားတယ်ပြီးတော့ဒီကြားထဲမှာဆိုလို့ရှိရင်လည်း तू ကအသေးကွဲထားတယ်လို့လည်းသိရတယ်ပေါ့နော်ကောင်မလေးအရင်တော့ကျတော့ BA ကားတွေရိုက်တယ်အခုကျတော့ကောင်မလေးအစ်စ်နဲ့တွဲပြီးတော့မှ तू ကအဲ့လိုမျိုးပေါ့နော်နမယ်ပေါ့နော်ဘယ်လိုပြောရမလဲတိတ်ပြီးတော့အားပေးမှုရော့ကျသွားတယ်ပြီးရခါကျတော့လေဒီအဲ့မှာလေအသေးကွဲသွားတယ်ပေါ့နော်အသေးကွဲသွားတဲ့အချိန်ကြောင့်ပဲလားဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့နမယ်ကျသွားတာကြောင့်လားဘယ်လိုမျိုးလဲပေါ့နော်အမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ तू ကကြတော့ဒီမီဒီယာမှာပြန်ဖြေတာကကြတော့အင်တာဗျူးတွေကိုပေါ့နော်ပြန်ဖြေတာကကြတော့ तू ပြောထားတာကကြတော့ပေါ့နော်သူကဒီကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုသူစားနေတယ်ပြီးတော့သူ weight ချနေရပေါ့နော်အဲ့လိုမျိုးသူကပြန်ဖြေထားတာပေါ့နော်ဆိုတော့ဘလို့အကြောင်းဒီလိုပုံစံမျိုးဖြစ်သွားတာလဲဆိုတော့မသိနိုင်ဘူးဒါပေမဲ့အရင်တော့ကတော့အရန်ကိုချောမောလှပတဲ့ရုပ်ရည်ပေါ့နော်အခုပုံစံတွေကတော့လုံးဝတခြားစီပဲဖြစ်သွားတယ်အဲ့ကြောင့်မို့တော်တော်များများကသူ့ကိုလေဘလို့မျိုးပြောမယ်ဆိုတော့အရန်ကိုမှဘလို့ပြောရမလဲအန်အောနေကြတာပေါ့နော်ဒီလိုပုံစံဘလို့ဖြစ်သွားတာလဲဘလို့အကြောင်းလဲလုံးဝကိုကသူကဒီကြားထဲမှာလည်းနည်းနည်းပျောက်နေရပေါ့နော်တိတ်ပြီးတော့မတွေ့ရဘူးခုကျမှပြန်ပေါ်လာတဲ့အချိန်မှာဒီလိုပုံစံမျိုးဆိုတော့လူတွေအားလုံးကသူ့ရဲ့ပရိသတ်တွေရောအကုန်လုံးကအရန်ကိုမှစိတ်ဝင်စားနေကြရပါတော့ဘလို့ဖြစ်တာလဲဆိုပြီးတော့မှအဲ့လိုမျိုးပေါ့နော်အရန်ကိုမှစိတ်ဝင်စားနေတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်အဲ့ဒါလေးကိုပြောပြပေးတာပေါ့နော်အဲ့တော့အကုန်လုံးကြည့်နေတဲ့သူတွေရောဘလို့ကြောင့်သူဒီလိုပုံစံမျိုးဖြစ်သွားတယ်လို့ထင်လဲပေါ့နော်ကိုယ့်ရဲ့အမြင်လေးတွေကို comment မှာရေးခဲ့လို့ရတယ်နော်